မြေကြီးသားအပေါင်းတို့ထာဝရဘုရားအားကြွေးကြော်ကြလော့ထာဝရဘုရား၏အမှုတော်ကိုဝမ်းမြောက်စွာဆောင်ရွက်ကြလော့ရွှင်လန်းစွာတခြင်းဆိုလျက်အထံတော်တို့ဝင်ကြလော့ထာဝရဘုရားသည်ဖျားခင်ဖြစ်တော်မူသည်ဟုသိမှတ်ကြလော့ထာဝရဘုရားသည်ငါတို့ကိုဖန်ဆင်းတော်မူ၍ငါတို့၏အရှင်ဖြစ်တော်မူ၏ငါတို့သည်လည်းထာဝရဘုရား၏လူဖြစ်ကြ၏အထံတော်၌ကျက်စားသောတိုးစုလည်းဖြစ်ကြ၏ကျေးဇူးတော်ကြီးပါသည်ဟုဝန်ခံလျက်တကားတော်တို့ကို၎င်းဂုဏ်တော်ကိုချီးမွမ်းလျက်တတိုင်းတော်တို့ကို၎င်းဝင်ကြလော့ကျေးဇူးတော်ချီးမွမ်း၍နာမတော်ကိုကောင်းကြီးပေးကြလော့အကြောင်းမူကားထာဝရဘုရားသည်ကောင်းမြတ်တော်မူ၏ကရုဏာတော်သည်အစဉ်အမြဲရှိ၍တစ္ဆာတော်သည်ကာလအဆက်ဆက်တည်လေသည်ဟာလေလုယာဒီနေ့ချီးမွမ်းခြင်းပွဲတော်မှာလာကြတဲ့သားသမီးကြီးငယ်ရောက်စီတိုင်းကိုမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ကျွန်တော်ကဦးကြည်မိပါအဝေးမှာရောက်နေတော့လဲတင်းတို့နဲ့အတူတူရှိသလိုပါပဲကျွန်တော်တို့အရင်တော့ချီးမွမ်းခြင်းပွဲတော်မှာပါဝင်ခဲ့ကြတဲ့သူတွေအားလုံးကလည်းယနေ့လာကြတဲ့သားတွေသမီးတွေနဲ့အတူတူပါပဲအလံကကြတယ်တမ်မရင်ကကြတယ်တချင်းဆိုကြတယ်သမင်းလူစားကြတယ်အားလုံးအတူတကွဖျားခင်ကိုစုယုံပြီးတော့မှညီကိုမောင်နှမတွေသားသမီးတွေလိုပဲသားသမီးတွေကဲ့သို့အချင်းချင်းတယောက်နဲ့တယောက်ရိုင်းမြင်းပြီးတော့မှကျွန်တော်ချီးမွမ်းကြတာကိုးကွယ်ကြတာဖြစ်ပါတယ်လို့ဒီနေ့မှလည်းလာကြတဲ့သားသမီးတွေအားလုံးကမိသားစုတွေအားလုံးကကျွန်တော်တို့အားလုံးကဖျားခင်ကိုအားရပါရအားထုတ်ပြီးတော့ချီးမွမ်းကိုးကွယ်ဖို့အကြောင်းဖြစ်ပါတယ်ဖျားခင်ကကြီးမြတ်တော်မူသောဖျားခင်ဖြစ်တယ်တတ်နိုင်တော်မူသောဖျားခင်ဖြစ်တယ်ယနေ့မှတင်တို့နဲ့အတူပါရှိတော်မူသောဖျားခင်ဖြစ်ပါတယ်ဟာလေလုယာဖျားခင်ကကြီးသောအမှုကိုပြုမှာဖြစ်ပါတယ်လို့ယုံကြည်ပြီးတော့မှဆက်လက်ပြီးတော့မှဖျားခင်တမှာတိုးဝင်လဲချီးမွမ်းကိုးကွယ်ခြင်းနဲ့ဆုတောင်းပနာပြုခြင်းနဲ့ဖျားခင်မျက်နာကိုရှာလဲဖျားခင်ကြီးသူတို့ကိုချီးမွမ်းဖို့အကြောင်းဖြစ်ပါတယ်လို့ဟာလေလုယာရောက်စီတိုင်းကိုဖျားခင်ကောင်းကြီးပေးပါစေအာမင်